ကိုလူတို့ကျွန်တော်ရဲ့ digital marketing batch 4မှာကျွန်တော်ဘာတွေသင်မလဲဆိုတာကိုဘာတွေထပ်ဖြည့်ပေးသွားမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပေးသွားမယ် digital marketing batch 4ကအရင်က batch 1 batch 2 batch 3ဖွင့်ပြီးသွားပြီသင်တန်းသား600ကျော်တက်ပြီးသွားပြီဘာတွေအဓိကထားတင်တာလဲဆိုတော့ digital marketing ကိုအဓိကထားတင်တာdigital marketing ဆိုတာဘာလဲနားမလဲသူကိုကျွန်တော်လို့ရှင်းပြပေးမယ် digital marketing ဆိုတာစီးပွားရေးနယ်ပဲကျွန်တော်ပြောလိုက်မယ်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုလူတွေကိုပို့ပြီးတော့သိအောင်အတိုင်းအတာတစ်ခုထက်ပို့ပြီးတော့ကြော်အောင်သိအောင်လုပ်တဲ့နည်းလမ်းကို digital marketing လို့ခေါ်တယ်အဲ့ဒါက line ပေါ်မှာလုပ်ရင် digital marketing အပြင်မှာလုပ်ရင် marketing အဲ့လောက်လွယ်တယ်အဲ့လိုမျိုးအလွယ်ကူဆုံးပညာရေးချင်းရှိတယ်မလို့အင်္ဂလိပ်စာတက်စရာမလိုဘဲနဲ့အလွယ်ကူဆုံးသင်လို့ရမယ့်နည်းလမ်းတွေအကောင့်တွေဖော်လို့ရမယ့်နည်းလမ်းတွေကိုကျွန်တော် digital marketing သင်တန်းတွေမှာသင်ပေးတယ်ဒီမှာဘာထူးခြားတာလဲဆိုတော့ batch 4မှာ digital marketing အပြင်ကျွန်တော်တို့ရဲ့အုံနောက်ဒုတိယအုံနောက်လို့ခေါ်လို့ရမယ်ကျွန်တော်တို့ရဲ့ AI ကို digital marketing နဲ့ပေါင်းစပ်ပြီးတော့အသုံးပြုနည်းတွေနောက်တစ်ခုကကျွန်တော်တို့ဈေးကင်တဲ့နေရာမှာနောက်တစ်ခုကတခြားရဲ့လုပ်ငန်းတူပြိုင်ဘက်တွေနဲ့ရှင်းတဲ့ချိန်မှာသွားမပြိုင်မဲနဲ့နိုင်နေနည်းဖြစ်တဲ့ကျွန်တော်တို့ branding တိစောက်နည်းကိုပါကျွန်တော်သင်ပေးသွားမှာဖြစ်တယ်နောက်တစ်ခုက surprise ရှိတယ်ဘာလဲဆိုတော့digital marketing တော့မဟုတ်ဘူးပေါ့နော် branding တော်တော်နာမည်ကြီးတဲ့သူ2ယောက်ထက်က1ယောက်ကျွန်တော်ရဲ့ digital marketing batch 4ကိုလာဖို့ရှိတယ် share တော့ share ပဲနောက်တစ်ခုပေါ့နော်ထူးခြားချက်က digital marketing batch 4သင်တန်းကသင်တန်းကြီးက3,200,000သင်မန်းနေ့က November 28 29 30မှာကျွန်တော်သင်ပါအဲ့သင်တန်းအရင်9,000နဲ့လုပ်ငန်းသုံး grammar သင်တန်းရာသက်ပံ class ကို free ပေးမှာတကယ်တမ်းပါတယ်အဲကြောင့်မလို့ digital marketing batch 4ကို add channel ဆိုရင် Telegram ကောက်ကို DM4 လို့သာပို့လိုက်ပါပထမအဦးဆုံးလာတဲ့သူ10ယောက်က 8,000နဲ့အခွင့်ရှိပါမယ်